ကိုကြီးကျော်လို့ပြောလိုက်တာနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာမသိတဲ့လူမရှိတဲ့လောက်ကိုရှားပါပါတယ်ကိုကြီးကျော်ဘယ်ပုံစံဖြစ်ပေါ်လာတာလဲကိုကြီးကျော်ရဲ့ပုံစံတွေလုံးများစွာကွဲလွဲမှုတွေလည်းရှိနေပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ပြည်သက်တော်တော်များများလည်းဘယ်ကိုကြီးကျော်ကအစ်စ်လဲဘယ်ကိုကြီးကျော်ကအတုလဲဆိုတော့အရန်ကိုသိကျင်နေကြလိမ့်မယ်လို့ထင်ပါတယ်အတွင်း38မိနစ်အပြင်38မိနစ်ကိုကြီးကျော်ကြောင့်အဓိကပေါ်ပေါက်လာတဲ့နက်တွေဘယ်လောက်တောင်ရှိတယ်လဲဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုကြီးကျော်ဟာတမိုင်းရဲ့အစတမိုင်းရဲ့အစုံနှစ်ခုစလုံးမှာသူဟာနတ်ကောင်းလားနတ်ယုံမလားဆိုတော့ကျွန်တော်ဒီနေ့ခွဲခြားပြပေးသွားမှာဖြစ်ပါတယ်โอเคဇလန်လေးရဲ့အစကိုမပြောခင်ကျွန်တော်နာမည်ကိုမိတ်ဆက်ပေးရမယ်ဆိုလို့ကျွန်တော်ထုံးစံအတိုင်းပဲကိုနန်းဆွေပဲဖြစ်ပါတယ်ဗျာဗကန်ခဲ့တိတ်ခွန်းပရင်နဲ့ရွှေကိုင်းမယ်တော်ကြီးကနေရောမွေးဖွားတန့်စင်လာတဲ့သားရတနာတပားလို့ပြောရင်လည်းမမှားပါဘူးလူနာမည်ကတော့မင်းကျော်စွာဖြစ်ပြီးတော့သူ့ရဲ့တာဝန်ကတော့တိုင်းပြည်မှာမြင်းစည်းစစ်သူကြီးတယောက်ပဲဖြစ်ပါတယ်တိုက်ပွဲတွေတိုက်တဲ့နေရာမှာလက်ယုံရည်ရောနှလုံးရည်ရောပြည့်ဝတော့စစ်သူကြီးတယောက်လို့ပြောရင်လည်းမမှားပါဘူးနောက်ပိုင်းမှာကိုကြီးကျော်မှာဝါသနာပါတဲ့အချက်၃ချက်ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အရက်တွေကတောက်စားတာမိမလိုက်တာနောင်ကစားလုပ်တာအဲ့ဒီ၃ချက်ကသူ့အယူသူဆုံးဝါသနာပဲဖြစ်ပါတယ်ဇလန်ရဲ့အဆက်မှာကိုကြီးကျော်နဲ့လက်ရှိကျွန်တော်တို့သိရှိနေထားရတဲ့ကိုမျိုးရှင်ဆိုတဲ့ပုံကူနဲ့ဒီနှစ်ပါးဟာရှမ်းစော်ဘွားတွေအကူအညီတောင်းတဲ့အတွက်ကြောင့်ရှမ်းပြည်နယ်ကိုစစ်ကူတွားခဲ့ရပါတယ်မိုင်းမြင်စော်ဘွားစောခွန်ကြီးကိုကျန်းကုံစော်ဘွားစောတီဟာကလာပြီးတော့တိုက်ခိုက်တဲ့အတွက်ကြောင့်ကိုမျိုးရှင်နဲ့မင်းကျော်စွာကိုစစ်ကူပို့လိုက်ပါတယ်ကိုကြီးကျော်တို့ရောက်သွားတဲ့အချိန်မှာဟိုမှာမြို့အကောင်ပြတ်တော့ပြီးပြန်ဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲမှာစောခွန်ကြီးဒေဆုံးပြီးတော့စောခွန်ကြီးမှာတားတော်နှစ်ပါးကြံခဲ့ပါတယ်အဲ့ဒီတားတော်နှစ်ပါးကတော့ခွန်ကြိုခွန်သားလို့ခေါ်တဲ့ညီကိုနှစ်ယောက်ပဲဖြစ်ပါတယ်ကျွန်တော်တို့မြမတိုင်းပညာကိုသင်ကြားရတော့မယ်ဆိုလို့ရှိရင်အဲ့တိုင်းပညာအမှုအနှစ်ကအစတည်းခွန်ကြိုခွန်သားညီကိုနှစ်ယောက်ပဲဖြစ်ပါတယ်မြမတိုင်းပညာကိုသင်ကြားတော့မယ်ဆိုလို့ရှိရင်ခွန်ကြိုခွန်သားပွဲဆိုတာကျွန်တော်တို့ပေးရပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီခေတ်တုန်းကအဲ့ခွန်ကြိုခွန်သားညီကိုနဲ့ကမြမတိုင်းပညာကိုအနက်ရှိုင်းဆုံးတည်ထွင်ခဲ့တဲ့တိုင်းပညာရှင်တွေဖြစ်နေလို့ပါပဲ။အဲ့ဒါနဲ့အဲ့ခွန်ကြိုခွန်သားညီကိုနှစ်ယောက်ကိုနန်းတော်ကိုပြန်ခေါ်လာပြီးတဲ့နောက်မှာဘယင်ကစဉ်းစားတယ်။ဘာစဉ်းစားလဲဆိုတော့ဒီကလေးနှစ်ယောက်ကိုမွေးစားဖို့ဘသူ့ကိုပေးတင်လဲမပေးတင်ဘူးလဲပေါ့နော်ဘယင်ကအဲ့ဒီလိုစဉ်းစားလိုက်တဲ့အခါမှာကိုကြီးကျော်ကိုဒီမြေတော်နှစ်ယောက်ကိုပေးလိုက်လို့ရှိရင်ကလေးတွေဟာကိုကြီးကျော်လိုပဲအဲ့အရက်တောက်ဖဲရိုက်မိမလိုက်မကောင်းတာမှန်တယ်များအကုန်လုံးတော့မှာအဲ့ဒါမျိုးကြောင့်ဘယင်ကဘလို့သွားစဉ်းစားလိုက်လဲဆိုတော့ကိုမျိုးရှင်နဲ့ပလဲရင်ကိုသာဒီကလေးကိုမွေးစားဖို့ပေးလိုက်လို့ရှိရင်ကလေးတွေကလူကောင်းလူမွန်လေးတွေဖြစ်လာမယ်အဲ့ဒီလိုအတွေးနဲ့မင်းကြီးကကလေးတွေကိုကိုမျိုးရှင်နဲ့ပလဲရင်ကိုမွေးစားဖို့ပေးလိုက်တယ်ကိုကြီးကျော်ကဒီကိစ္စကိုမကျင်တတ်ဘူးငါကဦးကြီးတော်အရင်ဖြစ်တယ်ဒီကလေးတွေကိုပေးလိုက်တယ်ဆိုတော့ဒါငါ့ကိုတတ်တယ်စော်ကားတာအဲ့ဒီလိုမကျင်မနှက်မှုတွေကိုကြီးကျော်ရင်ထဲမှာတဖွာဖွာဖြစ်လာတဲ့နောက်မှာအညိုးတေးတွေအာဃာတတွေကိုကြီးကျော်ကထားလာခဲ့တာပဲဖြစ်ပါတယ်အဲ့ဒါနဲ့ပဲဘယင်ကသူ့ကိုပကန်းတဲ့ကိုအပိုင်စားမင်းကြီးကပေးခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ကိုကြီးကျော်ကလုံးဝမကျင်တတ်ခဲ့ပါဘူးအဲ့ဒီအခြေအနေစပြီးတော့ကိုကြီးကျော်ဟာသူ့ရဲ့မဟာဗျူဟာမြောက်စီမံကိန်းကြီးကိုစတင်အကောက်တဲ့ပေါ်တော့တာပဲဖြစ်ပါတယ်ဘယင်ကိုတတ်မယ်သူဘယင်လို့ကိုမျိုးရှင်ကိုတတ်မယ်ပလဲရင်ကိုမိဖုရားမြောက်ပွားတဲ့ကအရန်ကိုကြောက်စရာကောင်းတဲ့အကြံစီကြီးကိုသူကစတင်တွေးတောကြံစီခဲ့ပါတယ်ဒါပေမဲ့ခွန်ကြိုခွန်သားညီကိုနှစ်ယောက်ရှိနေတဲ့အတွက်ကြောင့်မင်းကြီးကိုလွယ်လွယ်ကူကူသူဟာလောက်ကြံလို့မရဘူးအဲ့ဒါကြောင့်သူကဘလို့ကြံစီလဲဆိုတော့ဘယင်ကိုရှောက်တင်လိုက်အရှင်မကြီးဖေဟာမြေတော်နှစ်ပါးဟာအခုဆိုရင်အချိန်တန်အရွယ်ရောက်လို့တိုက်ပညာမှာလဲအထွတ်ထိပ်ကိုရောက်နေပါပြီအဲ့ဒါသူ့ပေတော်ညာလဲတိုက်ပွဲအတွေ့အကြုံတစ်ခါမှမရှိသေးတဲ့အတွက်ကြောင့်နေဆက်ကိုပို့ပြီးတော့ပုံကန်ထကြွနေတဲ့သဘုံတလန်များကိုတိုက်ခိုက်နှင်းနှင်းဖို့ဆေလွတ်သိပါတယ်ဗျာလို့အဲ့ဒီလိုရှောက်လိုက်တော့ဘယင်းကလည်းကိုကြီးကျော်ပြောတဲ့စကားကိုယုံကြည်ပြီးတော့မြေတော်နှစ်ပါးကိုဇနဘုံမှာပုံကန်ထကြွနေတဲ့တောင်းရန်သူတွေကိုနှင်းနှင်းဖို့ထုတ်လိုက်အဲ့ဒီအချိန်မှာပဲကိုကြီးကျော်ကဘယင်းကိုတတ်ထီးနှန်းကိုလူသူဘယင်းလောက်တော့တာပါပဲအချိန်တန်လို့ညီကိုနှစ်ယောက်ပြန်ရောက်လာတဲ့အခါမှာကိုကြီးကျော်ဘယင်းဖြစ်သွားပြီဆိုတာနဲ့ကိုမျိုးရှင်နဲ့ပလဲရင်ကကိုကြီးကျော်ရဲ့အကြံကိုသိတဲ့အတွက်ကြောင့်ကိုကြီးကျော်ဘယင်ဖြစ်ပြီဆိုတာနဲ့သူတို့လည်းထွက်ပြေးကြရတာပေါ့ဒါမှကိုမျိုးရှင်ကသူနဲ့အတူတူပြေးလို့ရှိရင်နှမလို့သူပလဲရင်မလွတ်မှာစိုးလို့အားလေးတရွာမှာဖွက်ထားခဲ့ပြီးတော့သူကတော့ကိုရောင်ပြမြင်းအောင်တခြားနေရာကိုထွက်ပြေးခဲ့ပါတယ်ခွန်ကြိုခွန်သားညီကိုနှစ်ယောက်ပြန်ရောက်လာတဲ့အခါသူတော်တို့မင်းတို့လည်းပြန်လာခဲ့ပြီအဲ့တော့လက်ရှိမှာတော့မင်းကြီးကနတ်ရွာဆန်ကန်တော်ကုံသွားတဲ့အတွက်ကြောင့်တိုက်ပြည်မှာဘယင်မရှိရင်တရက်တနာရီတစ်စက္ကန့်ဘလို့မှနေထိုင်လို့မသိတဲ့အတွက်ကြောင့်ဦးကြီးတော်ကထီးနှန်းကိုခိတ္တခဏထိမ့်သိမ်းထားတာဖြစ်တယ်အဲ့တော့မင်းတို့တွေကိုဦးကြီးတော်ကဒီထီးနှန်းကိုပြန်ပြီးတော့လွှတ်အပ်ပေးဖို့ဦးကြီးတော်မှာအစီအစဉ်ရှိပါတယ်ဒါပေမဲ့အခုချိန်မှာကမင်းပြောင်းမင်းလွဲဖြစ်တဲ့အ
အချိန်ကာလရောက်နေတဲ့အခါမူးမတ်တေနာပရိတွေမျိုးစားတွေဝန်တွေကဦးကြီးတော်ရဲ့စကားကိုလက်ခံတဲ့သူလည်းရှိတယ်လို့လက်မခံတဲ့သူလည်းရှိတယ်အဲ့တော့မြေတော်တို့အနေနဲ့ကဦးကြီးတော်အပေါ်မှာသစ္စာရှိမှလားအဲ့လိုမေးလိုက်တော့မြေတော်တွေကဦးကြီးတော်ရဲ့ဘယ်လိုပြောလိုက်တာတော့မြေတော်တွေဟာဦးကြီးတော်အပေါ်မှာအသက်နဲ့လဲပြီးတော့သစ္စာရှိပါမယ်စောင့်တည်ပါမယ်လို့ပြောပြတယ်အဲ့တော့ကိုကြီးတော်ဘာပြန်ပြောလဲဆိုတော့ကောင်းပြီနဲ့မင်းတို့သစ္စာကြီးတောက်ပြီးတော့တက်တည်ပြရဲ့လားလို့ကိုကြီးတော်မေးလိုက်အဲ့လိုမေးလိုက်တဲ့အခါမှာခွန်ချိုခွန်သားညီကိုနှစ်ယောက်ကသစ္စာပြုတ်ပြီးတော့အဲ့သစ္စာကြီးကိုတောက်လိုက်အဲ့လိုသစ္စာကြီးကိုတောက်ပြီးတာနဲ့ကိုကြီးကျော်ကဘာပြောလဲဆိုတော့ကောင်းပြီမင်းတို့ဟာငါ့အပေါ်မှာသစ္စာရှိပါမယ်ဆိုပြီးတော့အဲ့သစ္စာကြီးကိုတောက်ပြီးပြီဆိုရင်လက်ရှိငါခိုင်းတယ်လို့ကိုမင်းတို့လောက်ရလိမ့်မယ်တိုင်းပြည်ကိုပုံမှန်ထားကြွသူကိုမျိုးရှင်ရဲ့ခေါင်းကိုဖြတ်၍ငါအားဆက်တာစေဘယ်လောက်ကြောက်စရာကောင်းလဲလုပ်ရလဲခွန်ချိုခွန်သားညီကိုနှစ်ယောက်ရဲ့ကျွေးကျေးဇူးမိဘနှစ်ပါးအဲ့တော့ငငယ်လေးကလေးကနေပြီးတော့လူလာမြောက်တဲ့အချိန်တတိလူကောင်းလူမုံဖြစ်အောင်ကျွေးမွေးဆောက်ရှောက်ခဲ့တဲ့ကိုမျိုးရှင်ရဲ့ပလဲရင်ကိုတတ်ဖို့အတွက်စေခိုင်းလိုက်တာအဲ့တော့ကိုမျိုးရှင်ရဲ့ခေါင်းကိုဖြတ်၍ငါအားဆက်တာစေပလဲရင်ကိုခေါ်လာခဲ့ငါမိဖုရားမြောက်တော့ကပါအဲ့ဒီလောက်ကြောက်စရာကောင်းတယ်လို့ရှိပါဦးမယ်โอเคဇာတ်လမ်းလေးကိုရှေ့ဆက်ပြီးတွက်ကြရအောင်ဒါနဲ့ပဲကိုကျော်ခေါ်တာညီကိုနှစ်ယောက်ကသစ္စာရေးတောက်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ယောက်ျားကောင်းတို့မြည်သည်ထွက်ပြီးသားဇကားကိုဘယ်တော့မှပြန်ပြီးဝင်ရုပ်ထုတ်စရာမရှိအဲ့ဒီအတွက်ကြောင့်ကျွေးကျေးဇူးရှိတဲ့ကိုမျိုးရှင်ကိုတတ်ဖို့အတွက်ညီကိုနှစ်ယောက်ကဒါတယောက်တလဲဆွဲပြီးတော့လိုက်ပြီးရှာဖွေကြတဲ့အခါကိုမျိုးရှင်နဲ့တွေ့ကိုမျိုးရှင်နဲ့တွေ့တော့ကိုမျိုးရှင်ကငါသားတို့မင်းတို့ငါ့ကိုတတ်ရင်ပြင်စာနာရိယကံထိုက်လိမ့်မယ်အဲ့တော့ငါသားတို့ပြင်စာနာရိယကံတော့အထိုက်မခံနဲ့မင်းတို့ဓာတ်ကိုအဖောက်ပေးအဲ့ဓာတ်ကိုလက်ဘင်းပေါ်တင်တစ္ဆာပြုတ်လိုက်ယုံနဲ့ခေါင်းဟာတိတ်ကနေပြတ်ကြသွားခွန်ချိုခွန်သားညီကိုနှစ်ယောက်ကလည်းရင်ကျိုးမရဝမ်းနဲ့ပေတော့ညလဲယောက်ျားကောင်းတော်ကြီးတစ္ဆာအဲ့ဒီခေါင်းကိုယူပြီးတော့မင်းကျော်စွာစီကိုပြန်တယ်ဦးကြီးတော်ဖေဟာပုံကန်သူကိုမျိုးရှင်ရဲ့ခေါင်းကိုရလာခဲ့ပါပြီဖေဟာဆိုပြီးတော့အဲ့ဒီခေါင်းကြီးကိုပြလိုက်အဲ့ဒီအချိန်မှာပဲမင်းကျော်စွာကဒါဟာရီမောပြီးတော့သူ့အကြံစီအောင်မြင်သွားပြီသူ့ကိုပုံကန်နိုင်တာဆိုလို့ကိုမျိုးရှင်နဲ့ခွန်ဆိုခွန်သားညီကိုနှစ်ယောက်ပဲရှိအခုကိုမျိုးရှင်သိပြီဒါကြောင့်ခွန်ချိုခွန်သားညီကိုနှစ်ယောက်ကိုအဲ့ဒီနေရာမှာတင်ပဲဝိုင်းဝန်းချုံတော့ဖမ်းဆီးပြီးတော့တခါတည်းကိုမျိုးလက်ကြပါတယ်အဲ့ဒီတော့ကိုမျိုးရှင်တည်သွားတယ်ဆိုရင်ပဲကိုမျိုးရှင်နတ်တစ်ပါးထွက်သွားပါပြီခွန်ချိုခွန်သားညီကိုနှစ်ယောက်တည်သွားတယ်ဆိုရင်ပဲခွန်ချိုခွန်သားနတ်နှစ်ပါးထွက်သွားပါပြီတရက်ထရေတောက်ပြီးတော့အပင်အောက်မှာအိပ်ပျော်နေတဲ့အချိန်ခွန်ချိုခွန်သားညီကိုနှစ်ယောက်ကတက်ကိုင်းပေါ်မှာမတ်တက်ပေါ်ပြီးတော့ငါတို့ကိုရုပ်မာခဲ့တဲ့လူရုပ်မာငါအဖကိုတတ်ခဲ့တဲ့လူရုပ်မာနင့်ကိုလည်းအရှင်မထားဘူးဆိုပြီးတက်ကိုင်းကိုချိုးချကိုကြီးကျော်တက်ကိုင်းပြီးတေးပါလေရောလူရုပ်မာတို့ရဲ့တွားရလမ်းစဉ်အတိုင်းကိုကြီးကျော်နတ်ရယ်လို့ပေါ်လာတော့တာပဲဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုထပ်ပြီးတော့ကျွန်တော်ပြောပြရမယ်ဆိုလို့ရှိရင်ကိုမျိုးရှင်ကမိမိကကိုမျိုးရှင်နတ်ရယ်လို့ဖြစ်ပြီးတဲ့နောက်မှာနှမလုပ်သူကိုစိတ်မချလို့တွားရောက်ကြည့်တဲ့အခါနှမလုပ်သူကအိမ်တော်ကြနေပြီဖြစ်တယ်မောက်တက်နှမတက်လင်းမယူကြစတန်းမရမယူကြစတန်းဆိုပြီးတော့တစ္ဆာဂရိတွေထားခဲ့ကြတယ်ကိုမျိုးရှင်မရှိတဲ့နောက်ပိုင်းမှာနှမလုပ်သူကအားကိုမရှိတဲ့အတွက်ကြောင့်အိမ်တော်ပြုတ်ပြီးတော့ကလေးလေးတယောက်မွေးအဲ့ဒါကိုမြင်ရတဲ့အခါကျတော့ဒေါသတွေဖြစ်ပြီးတော့ငါနှမဟာတစ္ဆာစောင့်တည်မှုမရှိဘူးဆိုပြီးတော့လက်ပြနှုတ်လိုက် You defied me. လက်ပြနှုတ်လိုက်တဲ့အခါမှာပလဲရင်ဆိုတဲ့နတ်တစ်ပါးထပ်ထွက်တယ်အဲ့ဒါရဲ့နောက်ဆက်တွဲဇလန်းကတော့ပလဲရင်ကလည်းလူလောကကိုကြည့်လိုက်တော့ပကက်ထဲမှာကြံခဲ့တဲ့သူ့ရဲ့လူမမယ်သမီးလေးအဲ့သမီးလေးကတနာစရာလူ့ဘွားကြီးမှာစောက်ချောက်မှုမရှိတော့ဘဲနဲ့ကြီးပြင်းရမှာပါလားစိတ်မချတဲ့အတွက်ကြောင့်ကြောင်နဲ့ရောင်ဆောင်ပြီးပကက်ထဲကိုခုံချပြီးတော့ကလေးကိုခြောက်လန့်လိုက်တဲ့အခါကလေးဟာတိဆုံးသွားတယ်အဲ့လိုကလေးတိဆုံးသွားပြီးတော့ကလေးနတ်အနေနဲ့အခုနတ်ပွဲတွေမှာမပါမဖြစ်ပါနေရတဲ့ကြက်ဥလေးတွေကစားစရာလေးတွေကင်ပြီးတော့ဟလာပေါ်လာရတဲ့မနှဲလေးလို့နတ်တစ်ပါးထပ်ပြီးပေါ်လာခဲ့ရပါတယ်အဲ့ဒီတော့ဇလန်းရဲ့အစနဲ့အလယ်အစုံ၃ပါးစလုံးမှာကိုကြီးကျော်မှွေခဲ့လို့ခွန်ချိုခွန်သားနတ်တစ်ပါးထွက်လာတယ်ကိုမျိုးရှင်နဲ့ပလဲရင်ဆိုတဲ့အရာတွေထွက်လာပြီးတော့ကိုကြီးကျော်နဲ့ပေါင်းရင်အားလုံးပေါင်းနတ်၅ပါးထွက်လာခဲ့တာဖြစ်ပါတယ်အဲကြောင့်မို့လို့ဒီဇလန်းရဲ့အစဒီဇလန်းရဲ့အလယ်ဒီဇလန်းရဲ့အစုံအကုန်ခြုံငုံသုံးသပ်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်ကိုကြီးကျော်ဟာနတ်ကောင်းလားနတ်မိတ်စာလားဆိုတာကိုကိုယ်ပြပြ
သိရှိရပါပဲဖြစ်ပါတယ်ဒါပေမဲ့မြန်မာ traditional မြန်မာ culture အနေနဲ့ပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်တော့ပွဲတိုင်းမှာကိုကြီးကျော်မပါရင်ပွဲမစီပါဘူးနောက်ကစားသမားတွေပဲဖြစ်ဖြစ်စီးပွားရေးသမားတွေပဲဖြစ်ဖြစ်ကိုကြီးကျော်မပါရင်စီးပွားမဖြစ်ပါဘူးအဲ့တော့ကျွန်တော်တို့အနေနဲ့ခေတ်တွေလည်းပြောင်းပါပြီအယူဆတွေလည်းတချို့အယူဆတွေကပြောင်းလဲတဲ့အခြေအနေတွေလည်းရောက်ကုန်ပါပြီဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကဦးမင်းကျော်ရဲ့နတ်တချင်းကိုကြားလို့ရှိရင်ခုချိန်တည်းဒူးလေးနှံ့ပြီးလက်ဖြောက်ကလေးတီးနေတော့ပါโอเคလက်ဖြောက်ကလေးတီးနေโอเคကိုကြီးကျော်ရဲ့အကြောင်းကိုကျွန်တော်ပြောပြပြီးပြီဖြစ်တဲ့အတွက်ကြောင့်ဒီဇလန်ရဲ့အနေထားကြောရိုးတွေကိုကြည့်ပြီးတော့အခုပရိသတ်ကြီးရဲ့အမြင်ကရောဘယ်လိုရှိပါသလဲအောက်မှာ comment လေးဝင်ပြီးရေးသွားလို့ရပါတယ်ခင်ဗျနောက်ပိုင်းမှာလည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်လေးတွေကိုဆက်လက်ပြီးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ account လေးကို like လေးပေးမယ် comment လေးရေးမယ် follow လေးလည်းလုပ်ပြီးသွားကြပါဦးဗျကျေးဇူးတင်ပါတယ်